Microsoft မှာမစိပဲနဲ့ပိတ်လိုက်မိတဲ့ file တွေကိုပြန်ယူလို့ရတယ်ဆိုတာသိကြလားမသိသေးဘူးဆိုရင်တော့ကျွန်တော်ရဲ့ video လေးကိုအဆုံးထိလိုက်ကြည့်လိုက်ပါကျွန်တော်ဒီနေ့ပြပြသွားပေးမယ့်အကြောင်းအရာလေးကကိုက Microsoft Word ထဲမှာကိုရဲ့ document တွေ file တွေအကုန်လုံးပြင်ပြီးခဲ့မှာနောက်ဆုံးကိုကမစိပဲနဲ့ပိတ်လိုက်မိတဲ့အခါမှာသဲတဲ့ရည်သွင်းဖြစ်သွားတယ်လို့အားလုံးကထင်ကြပါတယ်တကယ်တော့နီလန်းလေးသိမယ်ဆိုလို့ရှိရင်ကိုရဲ့ file ကိုပြန်ပြီးတော့ယူလို့ရပါတယ်ဒါကြောင့်မို့ကျွန်တော်ကတေချာလေးပြပြသွားပေးပါမယ်ဒါဆိုရင်ကျွန်တော်ဒီ file ကိုမစိပဲနဲ့ကျွန်တော်ဒုံးစီကိုကျွန်တော်နှိပ်လိုက်မယ်ကိုစာရိုက်ပြီးသား Microsoft Word file တစ် file ကိုသွားပြီးတော့ဖွင့်လိုက်ပါMicrosoft Word file တစ်ခုလေးရောက်ပြီဆိုလို့ရှိရင်ဒီဘက်အစွန်ဆုံးက file ဆိုတဲ့ထဲကိုဝင်လိုက်ပါပြီးလို့ရှိရင်ဒီမှာ info ဆိုတာနှိပ်လိုက်ပါ info ထဲမှာ management document ဆိုတာနှိပ်လိုက်အဲ့မှာ recover and save document ဆိုတာရှိတယ်အဲ့ဒါလေးတစ်ချက်နှိပ်လိုက်မယ်ဒီထဲမှာစောစောကကိုမသိမ်းမိလိုက်တဲ့ file ကိုလိုက်ရှာပါချင်း28ရက်နေ့ဆိုတော့ဒီမှာ28အောက်တိုဘာ2025 10နာရီ24တော့ဒီ file လေးဖြစ်ပါတယ်အဲ့တော့ဒီ file လေးကိုတစ်ချက်ဝင်လိုက်မယ်ပြီးရင် open ပြန်နှိပ်လိုက်မယ်ဒါဆိုရင်စောစောကကျွန်တော်မစိမိလိုက်တဲ့ file ကြီးကပြန်ပြီးတော့ပွင့်သွားပြီပဲဖြစ်ပါတယ်ပြပြပေးတဲ့အကြောင်းအရာလေးကြိုက်နေတဲ့ဆိုရင် like follow လုပ်ပြီးတော့ comment မှာတစ်ခုခုရေးသွားခဲ့ပေးပါနောက်ထပ် video သင်ခန်းစာကောင်းနေနဲ့ပြန်ဆောင်တွေ့ကြပါမယ်